ဟုတ်တယ်အမဒီကိစ္စဘလုံးဝဖြစ်နိုင်ငါခွဲမယ်ရအောင်ခွဲမယ်ခွဲလို့မရအောင်ဆိုတော့ငါကောင်ကတတ်တယ်လိုက် ဟာကိုတော့မတတ်သေးပါနဲ့ဟာဟိုတစ်ချက်ကနေနှစ်ချက်ဖြစ်နေပါဦးမယ် ဘာဆိုင်လို့လဲ ဟာဆိုင်နေလေနင်းအဖေအခုလိုဖြစ်တာတစ်ချက်နော်နင်းအဖေအခုလိုဖြစ်တာကိုသိလို့နင်းကိုနင်းတတ်သေးတာတစ်ချက်ဘောင်းနှစ်ချက် နင်ကအရှက်တွေလာခွဲမနေနဲ့ ဟာငါရှက်ခွဲတာမဟုတ်ဘူးနင်တို့အရှက်ခွဲမဲ့ကိစ္စကိုငါဂျားတွေကနေဝင်ထိန်းပေးနေတာ ဟဲ့ငါပြောတာအဲ့ဒါပြောတာမဟုတ်ဘူးနင်ကအရှက်တွေတတ်စီလာခွဲပြတယ်ငါသိရဲ့ဒီမှာအချိန်မီတားရမယ် အချိန်မီဆိုပါပြောရတယ် ဟဲ့ဘာလို့စမသိကြလဲနင်တားမဖြစ်ပါဘူးလို့ပြောတာပေါ့ ဟိုအားတော့အော်ဒါခေါ်လိုက်တော့ ဟာနင်ကခုနတူတူတိတိလုံးမယ်ဆို ဟိုနင်မအထဲပုံရေးတာအော်ခေါ်မှနင်းအဖေကပြင်ထွက်လာမှာပေါ့ဟုတ်တယ်မလား ဒီခုတာ ဟမ် ခေါ်မယ်တွေ့မယ်ငါလည်းတွေ့မယ်အဖေသမီးပါအဖေထွက်ခဲ့ပါ အဖေတို့ကိစ္စကိုတမီးတိသွားပြီဆိုရင်အဖေမျက်နှာမပူပါနဲ့အဖေတမီးကိုထွက်ပြီးရင်ဆိုင်လိုက်စမ်းပါ အဖေတို့ကိစ္စကိုသမီးသိသွားပြီဆိုရင်သမီးကိုမျက်နှာမပူပါနဲ့သမီးကိုထွက်တွေ့ပါအဖေ လူတွေမသိခင်ဒီကိစ္စကိုရှင်းမှဖြစ်မယ်အဖေ လူတွေမသိခင်ဒီကိစ္စကိုရှင်းမှဖြစ်မယ်အဖေ အဖေထွက်ခဲ့နော်အဖေမထွက်ရင်တမီးကိုတမီးတတ်တယ်မိလိမ့်မယ် အဖေထွက်ခဲ့နော်အဖေထွက်မလာရင်သမီးကိုသမီးတတ်တယ်မိလိမ့်မယ် ငိုတယ်လေ ငိုတယ်လေအိုးနေကနေပြောလိုက်ပါတော့လား နင်ပြောမှလေအဖေကထွက်လာမှာပေါ့ငါတိုင်ကြထွက်လာ